အားလုံးပဲမင်္ဂလာပါဗျာတန်စင်ဖူကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ခောက်ဆွဲတုပ်ဗီဒီလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ခောက်ဆွဲတုပ်ဖို့အတွက်ဘယ်ပြားကျော်ဘယ်ချက်မုံနဲ့စက်သွန်ဖြူစီချက်ကိုထည့်ပါမယ်ဒီဗီဒီလေးမှာတော့ကော်ပီကြံခဲ့လို့တုပ်စားတဲ့အခါကော်ပီကိုပါလီပြီးထည့်တုပ်ပေးပါပြီးရင်တော့အချိန်ရတာအတွက်မကြီးရည်နဲ့ငရုတ်စီအနည်းကိုထည့်ပါမယ်အဆက်အတွက်တော့ငရုတ်ဒီအချက်မုတ်ကိုသုံးပါတယ်ပြီးရင်နည်းနည်းပပလီထားတာနဲ့ရှောက်ရွက်ပပလီထားတာကိုထည့်ပါမယ်ကြက်သွန်နီကြော်လေးကိုလည်းထည့်ပါမယ်အရသာအတွက်တော့ကြက်သားမုတ်အချိုမုံနဲ့အပြာရည်ကိုထည့်ပါတယ်အားလုံးထည့်ပြီးသွားပြီနော်အရသာနှံ့သွားအောင်တေချာလေးတုပ်ပေးပါတယ်ဒါဆိုရင်တော့ခောက်ဆွဲတုပ်လေးရပါပြီကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ